မင်္ဂလာပါ Tech Blog ဘာမှကြိုဆိုပါတယ်ဒီတစ်ခေါက်တော့ iPhone တွေမှာ YouTube application download ဆွဲဖို့ရှာမတွေ့ရင်ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုတဆင်ဟင်ရှင်းပြတင်ဆက်ပေးသွားပါမယ်ခင်ဗျာသင် iPhone ရဲ့ App Store ထဲမှာ YouTube App ရှာလို့မတွေ့တာဟာသင် iPhone ရဲ့ region က YouTube မှာအသုံးပြုခွင့်ပိတ်ပင်ထားတဲ့ region ဖြစ်နေတာကြောင့်ပါ ဒါကြောင့်ဖုန်းရဲ့ region ကိုပြောင်းလဲပေးရပါမယ် App Store မှာထွက်ပြီး Session လိုက်ပါ Setting ထဲသို့ဝင်ပါဝိုင်းပြထားတဲ့နေရာကိုနှိပ်ပါအောက်ကိုဆွဲပြီးမြားပြထားတဲ့ Media and Purchase ကိုနှိပ်ပါ View account ကိုဆက်နှိပ်ပါမြားပြထားတဲ့ Country Region ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါအောက်ကိုဆွဲပြီး United States ကိုရွေးပြရပါမယ် Search bar မှာရိတ်ရှာပြီးထည့်လို့လည်းရပါတယ်ခင်ဗျာContinue ကိုဆက်နှိပ်ပါညာဘက်အပေါ်ထောင်းကမြား